ဟာရီယာကအန်နီယေကိုကြိုတင်ရေးမိနေခဲ့ပါတယ်သူ့အတင်းရဲ့ကိုသမားကနေရာယူထားတာမှတ်နေပေမဲ့တခုခုတော့လွဲနေရလို့သူခံစားနေရတာပါသူကအလိုလိုတီးစိမ့်တဲ့တင်ကိုတိုင်နာကအနှဲငယ်ဟန်နေတဲ့လွတ်နေတဲ့နေရာကိုပိတ်ဖို့အတွက်လူတိုင်းထဲကနေထွက်လိုက်ပါတယ်ကန်ချက်ကအဲ့ဒီဘက်ကနေလာနိုင်နေဆိုတာသူတေချာပေါက်ယုံကြည်နေခဲ့တာပါဒါပေမဲ့ဒီဂီယာကတော့အရန်ကိုအေးဆေးလုံးနေပါတယ်အေးဆေးလုံးလို့အလွန်ကျွံအောင်ဖြစ်နေတာပါသူကသူ့ရဲ့ဘလက်ကိုမြောက်ပြီးဟာရီယာကိုလူတိုင်းထဲပြန်ဝင်ဖို့လမ်းချက်ပြလိုက်ပါတယ်သူ့စိတ်ထဲမှာတော့အရာအလုံးကိုအပိုင်ထင်းချုပ်ထားနိုင်တယ်လို့ထင်နေတာပါဟာရီယာကစက္ကန့်ပိုင်းလောက်ဝေခွဲမရဖြစ်သွားပြီးမှကိုသမားစကားကိုနားထောင်လိုက်ပါတယ်သူလူတိုင်းထဲပြန်ဝင်သွားတဲ့အတွက်ကိုတိုင်နာကအန်နီရရှိတဲ့နေရာလူကြီးကအရင်တိုင်းပြန်ဟသွားခဲ့ပါတယ်အတိအကျအဲ့ဒီအချိန်မှာပဲ free kick ကမဲ့သူကအခြေအနေအလုံးကိုမြင်သွားခဲ့ပါတယ်သူကကိုသမားရဲ့အနေအထားကိုအကဲခတ်ပြီးလူတိုင်းကိုဖတ်လိုက်တဲ့အခါမှာတော့တစ်ဖက်ချမ်းကအကျယ်ကြီးဟန်နေရဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်အဓိကချက်ကတော့ကိုသမားကိုယ်တိုင်ကဒီဘက်ကိုကန်လိုက်မယ်လို့လုံးဝမမျှော်လင့်ထားတာကိုသူသိသွားတာပါပဲသူအလောတကြီးမလုပ်ပဲနောက်ကိုဆုပ်လိုက်ပြီးဘောလုံးကိုတေချာစိုက်ကြည့်ကစတင်ပြေးထွက်ခဲ့ပါတယ်အစီအစဉ်ကြားနဲ့တိတိကျကျတိုးဝင်လာတာပါဘောလုံးကိုကန်လိုက်တဲ့ချိန်ထိဒီဂီယာကနေရာရွေ့နေတော့မဲချစ်ပြီးဘောလုံးကဒီဘက်ကနေလာမှာမဟုတ်ဘူးလို့ယုံကြည်နေတော့မှာပဲကန်ချက်ကတော့အစကတည်းကအန်ရရှိနေခဲ့တဲ့လမ်းကြောင်းတိုင်းတိတိကျကျဝင်လာခဲ့ပါတယ်အဲ့ဒီကန်ချက်ကလူတွေအားလုံးကိုဖျက်ကျော်ပြီးကိုတိုင်စီကိုတဲတဲမတ်မတ်စိုက်ဝင်သွားပါတော့တယ်